Hi folks ကျွန်တော်ခုပြမဲ့ math trick လေးကကြတော့ 2 digit number ရဲ့ square root ကို calculator မသုံးဘဲနဲ့ approximately အမြန်ရှာတဲ့နည်းပေါ့ဥပမာ square root of 81ဆိုရင်တော့ရှင်းတယ်လေ9 okay အဲ့တော့မှ square root of 87ဆိုရင်ကြတော့ဘယ်လောက်ဖြစ်သွားမလို့ဆိုတော့သူက9ထပ်တဲ့ကြီးမယ်10တည်းမရအောင်အဲ့ဆို9 point တခုဖြစ်မှာပေါ့ okay အဲ့ဆို square root 87ကိုရှာမယ်ရှာကြည့်အောင်ရှာမယ်ဆိုရင်ဘယ်လိုရှာမလို့ဆိုတော့ဒီဘက်မှာရှိရယ်1 square ဆိုရင်1 2 square 4 3 square 9 4 square 16အဲဒီလိုဒါသမမပါဘဲနဲ့ပြတ်တဲ့ square root gain တွေရှိရပါပေါ့အဲ့ဆို8ထဲမှာခု square root 87ရှာမှာဆို87ထပ်ငယ်ပြီးတော့အနည်းဆက်ဆုံးဟာဆိုရင်မရှိလို့ဆို9 square 81ရှိမယ်အဲ့ဆိုတော့မရှာကြည့်အောင် square root of 87ကဘာဖြစ်မလို့ဆိုကြတော့9 square 81 9 plus မှာ fraction တခုရှိမယ် fraction ရဲ့ numerator ကဘာဖြစ်မလို့ဆိုကြတော့အခုရှာမဲ့ square root 87က87ရဲ့ခုနကအနည်းဆက်ဆုံးယူထားတဲ့9 square 81ရဲ့ difference ချလိုက်မယ်ဆိုရင်87 minus 81ကကြတော့6အဲဆိုတော့ဒီ fraction ရဲ့ numerator ကကြတော့6 fraction ရဲ့ denominator ကကြတော့ဒီ9ကို2နဲ့မြောက်မယ်2နဲ့မြောက်မယ်ဆိုရင်80အဲဆိုတော့ approximate ဘာဖြစ်သွားမလဲဆိုတော့9 plus 1 by 3ဖြစ်သွားမှာပေါ့အဲဆိုတော့ square root of 87က 9.33 လောက်သွားကြမယ်ပေါ့ okay အဲ့ဒါကို calculator ထဲမှာဆက်လောက်စစ်ကြည့်အောင်square root of 87က 9.327 ဆိုကြတာ approximate အနည်းဆုံးတော့ရသွားတာပေါ့ okay အဲ့ဆိုတခြားကဏ္ဍတစ်လုံးလောက်စမ်းကြည့်အောင်ခြားကဏ္ဍကဘာစမ်းမလို့ဆိုတော့square root of 39ကိုစမ်းကြည့်အောင် square root of 39အဲ့ဆိုကြတော့39နဲ့အနည်းဆုံး39နဲ့ငယ်တာကဘာရှိမလို့ဆိုတော့6 square 36ရှိမယ် okay အဲ့ဆိုတော့ square root of 36က6 okay အဲ့ဆို39ကကြတော့6 point တခုဖြစ်မှာပေါ့ okay အဲ့ဆိုတော့ခုနအတိုင်းပဲ square root of 39ကအဖြစ်မလို့ဆိုတော့6 plus fraction တခုရှိမယ် fraction ရဲ့numerator ကကြတော့ခုနအတိုင်းပဲ39နဲ့6 square 36ကို difference ချလိုက်မယ်ဆိုရင်3ရမယ်အဲ့ဆို numerator 3 denominator လည်းခုနအတိုင်းပဲဒီ6 square ဆိုတော့6ကိုမှ2နဲ့မြောက်တော့12အဲ့ဒါဆိုတော့ square root 39က6 plus 1 by 4ဖြစ်သွားမှာပေါ့အဲ့ဒါဆိုတော့ square root of 39 approximate 6.25 ပေါ့အဲ့လောက်သွားကြမယ်အဲ့ဆို calculator မှာကြည့်အောင် square root of 39 equal 6.2449 ဆိုကြတော့ approximate နီးစပ်ဆုံးတော့ရသွားတာပေါ့ okay ပါဒီ trick လေးပြချင်လို့ပါ thanks for watching